ချင်းရိုင်ရဲ့ downtown နေရာကိုရောက်နေတယ်မြို့ကတဲပဲမဲ့တော်တော်လေးတာရတယ်ချင်းရိုင်ရဲ့တူဒီတော့ 7-Eleven လာမတည်အခုကျွန်တော်ထမင်းခေါ်စမ်းသူရဲ့ချင်းရိုင်ရဲ့ bus terminal 1 downtown area ပေါ့အခုကျွန်တော်နဲ့တော့ထမင်းသူ့အစားကျွန်တော်တိတ်လာမတည် downtownဒီမနက်ကပဲတစ်ခေါက်ရောက်လို့ဒီမှာไปแล้วครับผมครับเดี๋ยวงั้นใจโอเคเชียงรายแล้วก็เนแล้วก็สามคนทีจะบอกเนี่ยlycheeနဲ့ jasmine tea ရောထားတာ1000စပိုချက်ပဲစပိုပဲရှိတယ်လို့မနေ့ပြန်ကျွန်တော် high trekking booking လုပ်ထားတယ်အရင်မိုက်တယ်ရှုပ်ခင်းတယ်ရေတကွန်တွေတောင်တန်းတွေတော်မိုက်တယ်မနေ့ပြန်ကျွန်တော်တင်ပေးမယ်ကျွန်တော်ရဲ့ page ကို like and share subscribe YouTube channel လည်းဒီမှာကျွန်တော်ပြောပြထားတယ်YouTube channel ရဲ့ Facebook channel ရဲ့ like and share subscribe လည်းလုပ်ခဏကျွန်တော်ရဲ့ video ကိုစောင့်ကြည့်ပေးကြပါဦးခင်ဗျာအမိုက်စား video တင်ပေးပါမယ် bye